ကဲအဲ့ဒါဆိုရင်ငေုတ်သီးဆိုတဲ့ချင်းလေးနဲ့ပြောပြပေးချင်ပါတယ်ရေရေနေစိတ်ကိုလာဥစ္စာလေးကကလေးသာသာချင်းခဲ့ရဒါပေမဲ့ကိုလေးချစ်ပြီးမှရုပ်သီးစားမိသူလို့ဖြစ်မျိုးကိုရဲ့တွေတောင်းနေပြီရှင်လေးရဲ့အလူကိုတော့ခပ်ပြီးကလေးလေးစားတယ်အဒီလိုချင်းတွေကိုဒီလေးတွေမရှောင်နိုင်သေးတော့ခလိုက်တော့ရုပ်သီးလို့မျိုးဒီလိုမျိုးမင်းရဲ့ချစ်ကိုမရှောင်နိုင်တာခံလာတယ်ရုပ်သီးတွေကိုဆိုင်လန်းသူတိုင်းကိုယ်ကကိုရှာတယ်လို့ဆိုမလားခွဲ Hey ကိုယ်တော့လုံးလားဒီရုပ်သီးလေးစားမိပြီရှင်တဲ့ဘူးပြီးကဲစတဲ့ဒါပေမဲ့လည်းရှောင်ဖို့ခဲယနေ့တုံးနေပြီအချစ်လေးရဲ့လူကိုဒုက္ခပေးကလေးလဲစားတယ်ဒီလိုဖြစ်တယ်ကိုဒီလေကွယ်ရှောင်းနိုင်သေးတော့ခံလိုက်တော့ဒီလိုမျိုးဒီလိုမျိုးမင်းရဲ့ချစ်ကိုမရှာလိုက်တာခံလာတယ်ရုပ်ဒီတွေကိုဆိုင်လို့လူတိုင်းကိုဒုက္ခကိုရှာတယ်လို့ဆိုမလားကွယ်ဟေးကိုလုံးရုပ်သီးလေးစားမိပြီရှင်တဲ့ဘူးပြီးကဲစတဲ့ဒါပေမဲ့လည်းရှောင်ဖို့ခဲ Hey hey ရှင်တဲ့ဘူးပြီးကဲစတဲ့ဒါပေမဲ့လည်းရှောင်ဖို့ခဲကျေးဇူးများတင်ပါတယ်ဒါကတော့ဒါမနမနှစ်ယောက်တူတူဆိုချင်လို့ပေါ့နော်တချင်းလေးတွေရှာကြရွေးကြရင်လည်းဒါမတိုက်ထားဘဲနဲ့ဒါဆိုလိုက်တာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်အမားပိုင်လည်းဖွင့်လို့ပါလို့ပြောချင်ပါတယ်ကျွန်တော်ကြီးတယ်မှာညီမလေးကဝင်ဆိုရဖြစ်တဲ့ကြောင့်လို့နည်းနည်းလေးအမားပါသွားရင်ကျွန်တော်နှစ်ယောက်လုံးအမားပါသွားရင်နားလည်းခွင့်လို့ပေးဖို့ပြောချင်ပါတယ်ကဲ